သူကတော့တစ်တုံးကြီးလိုညီတက်နေတော့ပါပဲဘလို့မှနှိုးလို့မရတာကြောင့်မနှင်းလေရင်တထိတ်ထိတ်နဲ့ကိုစိုးဝင်းရဲ့လက်ကဝက်ကိုဆွဲယူပြီးသွေးခုံနှုံးကိုစမ်းကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲမနှင်းတယောက်ထိတ်လန့်သွားရတာပေါ့အကြောင်းကတော့ကိုစိုးဝင်းရဲ့လက်ကဝက်မှာသွေးခုံနှုံးဟာလုံးဝအုပ်တုံရက်တက်နေကြလို့ပါပဲအမလီကဲကြပါအောင်ဘသူရှိလဲကူညီကြပါအောင်ကိုစိုးဝင်းရှင်ဘာဖြစ်သွားတာလဲကိုစိုးဝင်းအသက်မရှူတော့ဘူးကူညီကြပါအောင်ရှင်မနေ့ရဲ့အတန်ကုန်အော်ဟစ်ငိုတန်တွေကြောင့်အိမ်ပေါ်ကလူတွေရောအနီးနားမှာအိပ်ပျော်နေတဲ့ရွာသားတွေပါအလန့်တကြားနဲ့နိုးလာကြပါတယ်အမူးတောင်တေချာမပြေသေးတဲ့ရွာသားကြီးတယောက်ကကိုစိုးဝင်းရဲ့အလောင်းနာကိုတရွတ်တိုက်ထိုးသွားပြီးသွေးခုံတုံးကိုတေချာထက်ဆန်းသက်ကြည့်လိုက်ပါတယ်ဟာစိတ်မကောင်းပါဘူးကွယ်ကိုစိုးဝင်းကတော့အရက်တွေအများကြီးတောက်လိုက်ပြီလို့ထင်ပါရဲ့အခုတော့သွေးခုံတုံးလည်းမရှိတော့ဘူးအသက်ရှူတန်လည်းမကြရတော့ဘူးစိုးဝင်းကတော့ငါတို့ကိုအပီးအပိုင်ထားခဲ့ပြီပေါ့ကိုစိုးဝင်းမဟုတ်ဘူးမလားရှင်ပြန်နိုးလာပါအောင်ကျမတို့ကိုဒီလိုမျိုးကြီးပြစ်မထားခဲ့ပါနဲ့ရှင်မရှိရင်ကျမနဲ့သမီးလေးဘယ်လိုလုပ်နေရမလဲထားပါအောင်လို့ကျမပြောသားပဲအရက်တွေအများကြီးမတောက်ပါနဲ့ဆိုတာကိုရှင်ကဘာလို့တခေါမှနားမထောင်တာလဲကိုစိုးဝင်းရဲ့ရှင်ကအရက်သမားကြီးဖြစ်နေပေမဲ့ကျမရှင်ကိုသိချစ်တာပေါ့အခုတော့ကျမကိုတယောက်တည်းထားခဲ့ပြီလားရှင်ပြန်နိုးလာပါအောင်နော်မနေ့ကသူခင်မွန်းရဲ့အေးဆက်နေတဲ့ရုပ်လောင်းကိုဖတ်ပြီးအသေးအံငိုကြွေးနေပါတယ်ဒီလိုရုပ်တရက်ကြီးသေဆုံးသွားတာကိုမြင်ရတဲ့ရွာတွေကလူတွေအားလုံးဟာကိုစိုးဝင်းတယောက်အရက်တောက်လွန်ပြီးနှလုံးသွေးရက်ခါသေဆုံးသွားတာပဲလို့တထစ်ချရှုံကြည်သွားချပါတယ်ဒီလိုနဲ့ရွာသားတွေအားလုံးစုပေါင်းပြီးကိုစိုးဝင်းအတွက်နောက်ဆုံးခရီးနာရေးကိစ္စတွေကိုရိုးရာဓလေ့ထုံးစံအတိုင်းဝိုင်းဝန်းပြင်ဆင်ပေးကြတာပေါ့အချိန်က3ရက်လောက်ထိကုန်ဆုံးသွားပေမဲ့တကယ်ကိုထူးထူးဆန်းဆန်းဖြစ်ရတဲ့ခုကတော့ကိုစိုးဝင်းရဲ့ရုပ်အလောင်းကပုံမှန်အတိုင်းပဲရှိနေခဲ့တာပါအသားရည်တွေကလည်းဖြူဖြော့သွားတာမျိုးမရှိသလိုပုတ်ဆက်ညူမဲသွားတာမျိုးလည်းလုံးဝမရှိပါဘူးပိုပြီးအံ့ဩဖို့ကောင်းတာကတော့ရုပ်အလောင်းကနေပုတ်ဆက်တဲ့အနက်အသက်တစ်ဆက်ကလေးတောင်မထွက်လာခဲ့တာပါပဲဒါဟာတကယ်ကိုတဘာဝတရားနဲ့စန့်ကျင်နေပြီးပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်နေပါတော့တယ်ဒါပေမဲ့ရွာသားတော်တော်များများကကိုစိုးဝင်းရဲ့လက်ကဝက်ကိုဆွဲယူပြီးသွေးခုံနှုံးကိုထက်ခါတလဲလဲစမ်းသက်ကြည့်တဲ့အခါတကယ်ပဲသွေးခုံတန်လုံးဝမရှိတော့ဘူးဆိုတာကိုတညီတညွတ်သေးအတီးပြုလိုက်ကြပါတယ်။နောက်ဆုံးမှာတော့အားလုံးကစိတ်မကောင်းစွာနဲ့ပဲအသက်ဝိညာဉ်မရှိတော့တဲ့စိုးဝင်းရဲ့ရုပ်အလောင်းကိုထန်းစင်နဲ့တင်ပြီးရွာပြင်ကတုတ်တန်စီတကြိုဖို့အတွက်ခေါ်ဆောင်သွားကြတော့တာပေါ့။ရွာသားတွေအားလုံးဝိုင်းဝန်းပြီးစိုးဝင်းရဲ့ရုပ်လောင်းကိုညောင်ချင်းတဲ့ထက်ကမြင်းမြုပ်လို့ပြီးစီးသွားတဲ့အခါမြေဝင်ကြီးတရောအချိန်ရောက်နေပြီမို့အားလုံးကကိုယ့်အိမ်ကိုအသီးသီးပြန်သွားကြပါပြီ။အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလို့မှောင်ရီပြိုးစညနေဆောင်အချိန်ကိုရောက်လာတဲ့အခါမှာတော့ရှုပ်တရက်ဆိုသလိုကိုစိုးဝင်းဟာသတိပြန်လည်လာပါတယ်။ဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးဟာဘာမှမမြင်ရအောင်မှောင်အတိကျနေတာပါ။သူဟာအတော်လေးကိုအိုက်ဆက်ဆက်နဲ့အသက်ရှူရတာလေခက်ခဲပြီးရင်ပတ်မှကြက်ပိတ်နေတယ်လို့ခံစားရပါတယ်။ကိုစိုးဝင်းကဒီနေရာကဘယ်နေရာလဲဟာမိမရေမနှင်းရေမင်းမလဲငါစီခဏလာပါအောင်ကွာငါ့ကိုကူညီပါအောင်ဟာငါအသက်ရှူလို့မဝတော့ဘူးကိုစိုးဝင်းဟာကြံရှိနေတဲ့အင်အားလေးကိုအတင်းစုစည်းပြီးသူ့ရဲ့ဘေးပတ်ပတ်လေးကိုလက်နဲ့စမ်းသက်ကြည့်လိုက်ပါတယ်သူလက်ကကျင်းမြောင်းတဲ့တစ်သားနှံရံတစ်ခုကိုသွားထိမိတယ်လို့အပေါ်ဘက်ကိုစမ်းကြည့်လိုက်တော့လေလေးလံတဲ့တစ်သားပြားကြီးတစ်ခုနဲ့ပိတ်ထားတာကိုသတိထားမိလိုက်တာပေါ့အာယာငါတကယ်ပဲတည်သွားပြီလားမသိဘူးဒီနေရာကအတော်လေးချင်းတာပဲငါခေါင်းတလားထဲမှာအိတ်နေရတယ်လို့မျိုးပဲဒါပေမဲ့ငါပြန်နိုးလာပြီလေငါမတည်သေးဘူးခတ်တာပဲငါ့ကိုမြေမြုပ်လိုက်ကြပြီလားမသိဘူးကိုစိုးဝင်းဟာသူ့ရဲ့လက်တွေနဲ့အတင်းတွန်းခြေထောက်တွေနဲ့လည်းအားကုန်သုံးပြီးအပေါ်ဘက်ကိုကန်ထုတ်လိုက်ပါတယ်ကန်ကောင်းချင်းတော့အဲ့ဒီနေ့ကရွာသားတွေဟာအမှုလဲမပြေသေးသလိုပြင်းလဲပြင်းနေတာကြောင့်ကိုစိုးဝင်းရဲ့မြေချင်းကိုအနက်ကြီးမတူခဲ့ကြပါဘူးမြေကြီးကိုလည်းအပေါ်ရန်လေးပဲဖုံးထားခဲ့ကြတာပါကိုစိုးဝင်းဟာအားကုန်သုံးပြီးတစ်ချက်သေးနဲ့အရှိန်ပြင်းပြင်းကန်လိုက်တဲ့အတွက်နောက်ဆုံးမှာတော့ခေါင်းတလားဖုံးကဖွင့်ထွက်သွားပြီးအပြင်ကအလင်းရောင်ကိုပြန်မြင်လိုက်ရပါတော့တယ်ကိုစိုးဝင်းလည်းခေါင်းတလားတွေကနေအားယူပြီးမြေကြီးတွေကိုဖဲကားထိုးထွက်လိုက်ပါတယ်သူ့ခန္ဓာကိုယ်ကတော့အတော်လေးကိုနှုံချိနေပြီးဖိုက်လေအရန်စာနေတာပေါ့သူ့ရဲ့မြေပုံဘေးမှာမတ်တက်ရက်ပြီးဟိုဟိုတီတီကြောင်တောင်တောင်နဲ့ဝေဝဲကြည့်နေမိပါတော့တယ်တကူလုံးမှလည်းမြေကြီးတွေပေးချန်နေတာပေါ့
ခတ်တာပဲငါကအရက်မူပြီးအိပ်ပျော်သွားတာကိုရွာသားတွေကငါတေးပြီးမှတ်လို့ဒီကိုတဲပြီးမြုပ်လိုက်ကြတာကိုအိုးအခုတော့ဘိုက်ထဲကစာလွန်းလို့ဥတွေတောင်ပြတ်ထွက်တော့မလို့ပဲဟေကိုစိုးဝင်းဟာတုတ်တန်တွေကလေရွာပြင်ကိုအမြန်ဆုံးခြေဦးလှည့်ပြီးပြန်လာခဲ့ပါတယ်တကူလုံးမှလည်းမြေကြီးတွေပြေးချနေပြီးတော့ရှုပ်ကတော့တကယ်တရေကျနေတာပေါ့သူဟာလန်တစ်လျှောက်ခတ်သွက်သွက်ရှောက်လာရင်းနဲ့နောက်ဆုံးမှတော့သူ့အိမ်ရှိကိုရှောက်လာခဲ့ပါပြီကိုစိုးဝင်းမြင်လိုက်ရတဲ့မြင်ကွင်းကတော့တကယ်ကိုအံ့ဩစရာကြီးဖြစ်နေပါပြီသူမိမမနဲ့ဟာတကူလုံးကိုအလှပဆုံးပြင်ဆင်ထားတာတွေ့လိုက်ရတာပဲဖြစ်ပါတယ်ပါးပြင်မှာမိတ်ကပ်အပွေသားနဲ့နှကန်းရီရဲရဲလေးတွေစိုးထားရုံတင်မကပဲရွာဦးချောင်းပွဲသွားမဲ့တိုင်းအလှဆုံးအဝတ်စားတွေဝတ်ဆင်ထားတာပါကိုစိုးဝင်းလည်းထူးထူးခြားခြားလှပလွန်းနေတဲ့မှန်နှင်းကိုဘာစကားတခွန်းမှမပြောနိုင်ပဲနှင်သက်ပြီးငေးကြည့်နေမိတာပေါ့အဲ့ဒီချိန်မှာမန်နီရဲ့စိတ်ထဲမှာတစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်မှန်ကိုကြည့်နေရကနေအိမ်ရှိဘက်တိလှမ်းပြီးမော်ကြည့်လိုက်ပါတယ်အဲ့ဒီမှတည်းသူမြင်လိုက်ရတဲ့မြင်ကွင်းချောင်းမယုံနိုင်တဲ့လိုမျိုးမျက်လုံးအပြူသားနဲ့အသက်ကုန်អော်လိုက်ပါတော့တယ်အမလီကဲကြပါဦးကိုစိုးဝင်းရှင်ကတည်သွားပြီပဲဝိညာဉ်လေးအေးအေးဆေးဆေးပဲသွားပါတော့ရှင်ကျမနဲ့သမီးလေးကိုပြန်လာပြီး6လက်မနေပါနဲ့တော့အမြယူပြီးသွားပါတော့ရှင်ကဲကြပါဦးရှင်ကိုစိုးဝင်းတရေဖြစ်နေပြီဟေးဘာတရေလဲဟာငါကမသိသေးဘူးလူအစ်စ်ကွာမင်းကရောဘာတွေဖြစ်နေတာလဲမင်းပြောသလိုဆိုရင်လင်းသေးတာတရက်တောင်မရှိသေးဘူးဒီလောက်တောင်အလှပြန်ပြီးဘယ်ကိုသွားမလို့လဲဟင်အဲ့ဒါကတော့ဟင်ကျမရှင်ကိုအရက်ဖြတ်ဖို့ပြောတော့ကရှင်မနားမထောင်တာရှင်သေးသွားပြီလို့ကျမထင်နေတာလေအဲ့ဒါကြောင့်ကျမကအခုလင်းအစ်စ်ထက်ရှာမလို့ပြင်းနေတာပေါ့အရက်မတောက်တဲ့သူရုပ်ချောချောနဲ့ကိုလုံးကိုပေါက်တောင်းတောင်းဖြောင်းဖြောင်းရှိတဲ့လင်းအစ်စ်ကိုဒီညပဲသွားရှာမလို့လေဟေးတော်တော့နော်မင်းငါ့ကိုတကယ်စိန်ခေါ်နေတာလားဟာငါအလောင်းကမြေတောင်မချောက်သေးဘူးမင်းကလင်းအစ်စ်ရှာကိုအသင့်ဖြစ်နေပြီပေါ့လေအခုတော့မင်းအလဲပဲတွေးကြသေးတာပေါ့ငါ့ကိုတရေမှတ်နေတဲ့အတူတူအရှင်လက်လက်တရေအချောက်ခံလိုက်စမ်းစကားပြောပြီးတာနဲ့ကိုစိုးဝင်းဟာအနားမှာရှိတဲ့တစ်သားထုတ်တစ်ချောင်းကိုဒေါသတကြီးနဲ့ကောက်ကင်ပြီးသူ့မိန်းမကိုရိုက်ဖို့ပြင်လိုက်တာပေါ့မင်းလည်းအခြေအနေမဟန်တော့တာကိုမြင်လာနဲ့အလှပြင်ထားတာတွေပြတ်မာတော့မကြောက်နိုင်တော့ပဲအားကုန်သုံးပြီးထွက်ပြေးပါတော့တယ်အမလီကဲကြပါဦးဘသူရှိလဲကူညီကြပါဦးရှင်ကိုစိုးဝင်းတရေကကျမကိုလိုက်ရိုက်နေလို့ပါသူ့ကိုတေအောင်တောက်ပါဆိုလို့တကယ်ကြီးစိတ်ဆိုးပြီးပြန်လာတာထင်တယ်ကဲကြပါဦးရှင်ရွာသားတွေဟာစုညံတန်တွေကြောင့်လှည့်ကြည့်လိုက်တဲ့အခါကိုစိုးဝင်းတယောက်မြေကြီးတွေပေးချန်နေတဲ့ရုပ်ကြီးနဲ့ဒိုးတချောင်းကိုကင်ကသူမိန်းမနောက်ကိုရွာပတ်ပြီးလိုက်ရိုက်နေတာကိုအားလုံးမြင်လိုက်ရပါတယ်အမလီတရေကိုစိုးဝင်းတရေဖြစ်နေပြီအားလုံးမြန်ပြေးကြဟေးကိုစိုးဝင်းမြေပုံထဲကနေထလာပြီးသူမိန်းမကိုလိုက်ရိုက်နေပြီဟေးနောက်ဆုံးမှတော့ကိုစိုးဝင်းဟာသူမိန်းမကိုလိုက်ကြည့်ရင်းနဲ့တရွာလုံးကလူတွေအုပ်အော်တောင်းနှင်းပြစ်ကုန်ချပါတော့တယ်လင်းအစ်စ်ရှာမယ်ဆိုတဲ့မင်းရဲ့မဟာစီမံကိန်းကလည်းဘယ်တော့မှမအောင်မြင်တော့ပါဘူးဒီဇလန်လေးကိုအချိန်ပေးပြီးနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီထိုင်းကိုကျေးဇူးအထူးတင်ရှိပါရရှင်နောက်နေ့တွေမှာလည်းဒီထက်ကောင်းတဲ့ဇလန်လေးတွေနဲ့ပြန်လာအောင်မှာမို့စောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါရစေအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်